အားလုံးပဲမင်္ဂလာပါခုတစ်ခေါက်မှာတော့ share စားကောင်းတဲ့နနမင်တောင်းလုပ်ပြပေးမှာဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေကတော့နနပင်ကြက်သွန်နီကြက်သွန်ပြူငရုတ်သီးစိမ့်ပစွန်ကြောက်တို့ဖြစ်ပါတယ်အရင်ဆုံးကြက်သွန်ပြူငရုတ်သီးစိမ့်ကြက်သွန်နီကိုမှုေးနေအောင်တော်ပေးမှာဖြစ်ပါတယ်ရောက်ကိုတော့ရေနွေးလေးနဲ့စိမ့်ပြီးတော့ညက်နေအောင်ထောင်းပါမယ်ပြီးလို့ရှိရင်တော့ခုနလော်ထားတဲ့ကြက်သွန်ပြူနီငရုတ်သီးစိမ့်ကိုထည့်ပြီးတော့နည်းနည်းညက်အောင်ထောင်းပေးပါမယ်ပြီးလို့ရှိရင်တော့အချို့မဟုတ်ရဲ့စားရဲ့အနေငယ်ထည့်ပါမယ်ပြီးရင်နန်းနမင်းကိုထည့်ပြီးတော့ထောင်းပါမယ်နည်းနည်းလေးညက်ပြီးဆိုလို့ရှိရင်တော့စီကိုအပူပေးပြီးတော့ဒီနန်းနမင်းထောင်းလာတဲ့ပေါ်ကနေပြီးတော့အနေငယ်လောင်းချပေးလိုက်ပါမယ်အဲဒါဆိုရင်တော့စားလို့ကောင်းတဲ့နန်းနမင်းတောင်းလေးရပြီဖြစ်ပါတယ်အရန်ကိုလက်ကူပြီးတော့စားကောင်းတဲ့နီလန်လေးပဲဖြစ်ပါတယ်သဘောကျတယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေတွေကိုမျှဝေပေးပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်